Hey, good evening everyone. ဒီဗီဒီယိုမှာတော့ကျွန်တော်ဘယ်လို analysis လုပ်သွားတဲ့ဟာကိုကျွန်တော်လည်းအတူဆွဲပြီးတော့ကြည့်လိုက်အောင်เนาะကျွန်တော်ရဲ့ strategy ဘယ်လိုမျိုးသုံးသွားလဲဆိုတာလေးပေါ့เนาะအဲ့တော့ဒါ go chart ဖြစ်တယ်ဒီနေ့တနေ့စာ bias ကကျွန်တော်တို့ဒါပေါ့ bearish ဖြစ်တယ်ပေါ့เนาะဆိုတော့ဘာကြောင့် bearish ဖြစ်လဲဆိုတာလဲကျွန်တော်တို့ higher time frame ကိုဘာလို့နဲ့ကြည့်တွေ့နေတယ်ပေါ့နော်ကိုပြန်ပြီးတော့ဆွဲချတဲ့အနေထားမျိုးပါနော်လောလောဆယ်ပါတော့ကျွန်တော်တို့ဟုတ်ပေါ့နော်အဝေးတော့မှန်းလို့တော့မရဘူးပေါ့နော်အဝေးတော့မှန်းလို့မရဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာ following imbalance ကိုဟိုဖြစ်ထားတဲ့အတွက်ကြောင့်ပါကျွန်တော်တို့ inversion ဖြစ်ထားတဲ့အနေထားမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဝေးမှန်းတော့မရဘူးလောလောဆယ် inversion တွေအောင်တော့ပြန်လာပြီးတော့ဖောက်ထွက်တဲ့အနေထားမျိုးပေါ့နော်ပြန်ပြီးတော့ဒီ Asian session နဲ့ London session မှာပြန်ပြီးဖောက်ထွက်ထားတဲ့အနေထားမျိုးပေါ့နော်အဲ့တော့တကယ် respect ပေးမှလားတကယ်ပဲ rejection ဖြစ်မလားဆိုတော့ကြည့်လိုက်တာပေါ့နော်ဆိုတော့လောလောဆယ်ကျွန်တော်1 hour time frame မှာဒီလိုရှိတယ်ဒီမှာ damage ပေးထားအဲ့တော့ကျွန်တော်တို့ Asian session မှာ respect မပေးဘူးเนาะဒီเนี่ยအဲ့တော့အောက်ကိုပြဆင်းနိုင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေထားတယ်ဒီမှာ opening range ရှိရပါတော့ opening range inversion ဖြစ်ထားတယ် alright so ကျွန်တော်တင်ရတဲ့ကြည့်မယ်ဆိုရင်ဒီမှာ degree sweep တနည်းအားဖြင့်ဒီမှာခြုံကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာဟိုပေါ့နော် market structure shift ကဒီမှာဖြစ်ထားတယ်ပေါ့နော် market structure shift so ဒါလေးကိုကျွန်တော်ချက်ဖြတ်လိုက်မယ်အဲ့တော့ MSS ကဒီမှာဖြစ်ထားတယ်oh okay MSS ဖြစ်ထားတယ်ကျွန်တော် break of structure ဒီမှာဖြစ်ထားတယ်okay okay POS ဖြစ်ထားတယ်ဆိုတော့နောက်ထပ် POS တနေရာဒီ point မှာရှိ alright so ဒါနောက်ထပ်ကျွန်တော်တို့ target POS point ပေါ့နော်အဲ့တော့ကိုကဘယ်ထိဆင်းနိုင်မလဲဆိုတဲ့ဟာလည်းကျွန်တော်ဒီဘက်မှာ analysis ထုတ်လို့မှာဆိုရင်ကျွန်တော် daily time frame မှာဆိုရင်ဒါ external ကျွန်တော်တို့ sell side liquidity ပေါ့နော်အဲ့တော့ဒီကောင်ထိပြန်လာနိုင်မယ်မလားဘူးဆိုတာလည်းကျွန်တော်တို့လာနိုင်တယ်ပြန်လဲထပ်ပြီးဆင်းနိုင်လို့ဆင်းမဆင်းဘူးဆိုတာလည်းကျွန်တော်တို့ကြိတ်သေးပေါ့နော်ဆိုတော့လောဆယ်တက်လာတဲ့ကာလမှာကျွန်တော်တို့ဒါ retracement pullback တွေနဲ့ပြန်ပြီးတော့တက်လာတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်တို့ဟိုပါပေါ့နော်market structure shift ဖြစ်ထားတယ်အဲ့တော့ဒီမှာ market structure shift ဖြစ်ထားတယ်ပေါ့နော် MSS ပေါ့ဒါကကျွန်တော် creating fair value ပြန်လုပ်တဲ့သဘောမျိုးပေါ့နော်အဲ time frame မှာအဲ time frame မှာကျွန်တော် creating fair value လုပ်တယ်ဒီကောင်ဒီကနေပြီးတော့ကျွန်တော်တို့ဒီအထိကိုတက်ချသွားတယ်နော်ဆိုတော့တက်ချဆိုတော့ကျွန်တော်တို့စဉ်းလာတော့ကျွန်တော်တို့က liquidity ကျွန်တော် internet ရှိမယ်ကျွန်တော် order block ရှိမယ်ပေါ့နော်အဲ့ဒီအထိကိုတက်ချတာ alright fine so ကျွန်တော်ထပ်သွားမှာဆိုရင်ကျွန်တော် daily time frame မှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ကပေါ့နော်ဒါ internet liquidity တွေ့အောင်သူကပြန်လာတဲ့ပေါ့ပြီပေါ့နော်ဒါပြန်လာလို့ဆိုကျွန်တော်ဒီကောင်ရဲ့ fair value gap ကိုပြန်လာပြီးတော့ respect ပေးရပေါ့ပြီပေါ့နော် internal liquidity ကို high time frame အဲ့တော့ကျွန်တော်တို့တွေက respect ပေးပြီးတော့ပြန်ဆင်းတယ်ပေါ့နော် liquidity ပြန်ယူရပေါ့အဲ့တော့ကျွန်တော်1 hour time frame ပြန်ခေါ်မယ်အဲ့တော့ကျွန်တော် bearish နဲ့ပေါ့နော် bearish ကိုသွားဖြစ်တယ်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဘာရှိမှဆိုတော့ကျွန်တော်ဒီမှာကျွန်တော်တို့ internal liquidity ရှိရကိုလုံး internal liquidity ကိုပဲကျွန်တော်တို့ကသူက respect ပေးရနော်အဲ့တော့ internal liquidity ကိုပဲကျွန်တော်တို့ကတီးယူရမယ်ပုံစံဖြစ်သွားနော်ဆိုတော့ဒီရဲ့ internal liquidity မှာသူက respect ပေးတယ် reject ဖြစ်တယ် alright
ဆိုတော့ကျွန်တော်အခုဆိုရင်ကျွန်တော်ဟိုရောက်လာပြီlearner session ကိုကန်ဒီပေါ့နော် video session ကိုကန်နေပြီ alright ဆိုတော့ဟိုခုကျွန်တော်5 minute time frame ထပ်ကုန်မယ်ဆိုတော့ဒီမှာ online ဖြစ်တယ်ပေါ့နော်POS တကဖြစ်တယ်အမှန်တော့သူက liquidity ကျွန်တော်တို့ inversion ထိ sorry ပေါ့ opening inversion ထိကိုသူပြန်လာမလားဆိုတော့စောင့်ကြည့်ရသူပြန်မလာဘူးဟိုပေါ့နော် rejection ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ order block ဆုံးရှိတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ order block ဆုံးရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ရောင်းလိုက်ရကြတယ်ပေါ့နော်ဒါဒီဒီကိုသူပြန်မလာဘူးเนาะဒီမှာဆိုကျွန်တော်ရောင်းလိုက်ရကြတယ်ဒီပြန်မလာဖြစ်လို့ကျွန်တော်ရဲ့ entry ကဘယ်နာမှာဖြစ်သွားမလဲဆိုတော့လောလောဆယ်မှာကျွန်တော်တိုးပဲပေါ့နော်တိုးပဲယူအောင်ဆိုတော့ 5 minute time frame ကျွန်တော်ကူးမယ်ဆိုတော့ဒီမှာ internal liquidity မှာ reject ဖြစ်တယ်ဆိုတော့ဒီ point တွေမှာကျွန်တော်ကရောင်းလို့မရပါဆိုတော့ဒီမှာတက်ပြီးတော့သူအပြီးသေးသူရဲ့ liquidity ရဲ့ဒီဟိုနေမှာနော်ယူတဲ့ဥစ္စာတွေမပြီးသေးဘူးအဲ့တော့ဒီမှာ liquidity ရှိတာမှန်တယ်ကျွန်တော်ဒီ liquidity ကိုသူကတက်ပြီးတော့ယူရတဲ့သဘောမျိုးပေါ့နော်ဆိုတော့ liquidity ကိုတက်ယူရတဲ့သဘောမျိုးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီ internet အတွင်းမှာပဲ reject ဖြစ်တာဖြစ်တဲ့ကြောင့်ရှင်းလေးပဲကျွန်တော်တို့ဒီမှာ market structure ဖြစ်တယ်ဒီမှာ equal high ကိုကျွန်တော်တက်ပြီးတော့စားဖြစ်တယ် market maker ရဲ့နော်စားဖြစ်တယ် liquidity sweep ဖြစ်တယ်နော် market structure ဖြစ်တယ် break of structure ဖြစ်တယ် it's right here okay so ကျွန်တော်လည်းကြည့်မယ်ဆိုရင် break of structure ဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာ out block ရှိတယ်ဒါပေမဲ့သူက internal ပဲသူက attack လုပ်တာဖြစ်တယ် internal liquidity ကို attack လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီရဲ့ fair value gap တွေကိုသူက respect ပေးဖို့ပဲဖြစ်သွားတယ်ပေါ့နော်sorry ဒီကောင်ကို respect ပေးကျွန်တော် sorry 15 minute time frame ကြည့်ရအောင်so 15 minute time frame မှာတော့ရှိတယ်ဆို15 minute time frame ဒီကောင်ရဲ့ fair value ကိုသူက respect ပေးတော့မယ် respect ပေးလို့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဟိုပေါ့နော် inversion မဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကထပ်မတက်တော့ကျွန်တော်ကအဲ့မှာပဲကျွန်တော်ကြောင်းလိုက်ရပါတော့ကြောင်းလိုက်မဖြစ်တဲ့အတွက်ကြောင့် sauna ကျွန်တော်တို့ပေါ့နော်ကြောင်းမယ်အနေထားကျွန်တော်ဒီနားတော့မှဖြစ်သွားတယ်အဲ့ stop loss ကကျွန်တော်တို့ဒီနားတော့မှထားမယ်ပြီးကျွန်တော်ဒီမှာတော်ရဖြစ်သွားတယ် alright ကျွန်တော် lower time frame ချက်ပြန်ခုံမယ်အဲ့ဒါဖြစ်နော် lower frame analyze လုပ်မှဆိုရင်အများကြီးပါနော်1 minute time frame မှာကျွန်တော်တို့ micro time frame မှာထပ်ဝင်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ breakout structure ဖြစ်တာနောက်ဆုံးတစ်ခေါက်ပေါ့နော်ဆိုတော့ဆိုဒီမှာ breakout structure ဖြစ်တာကြောင့်1 minute order block ဇုံကကျွန်တော်ဒီမှာရှိရပါတော့ဆိုတော့အဲ့ဒီဇုံတော့ respect လာပေးပြီးသားပြီ respect ပေးပြီးဖြစ်တဲ့ကြောင့်ကျွန်တော်တို့အနေနဲ့ဒီရဲ့ rejection ကတော့ကျွန်တော်တို့ကြည့်အောင်နဲ့ကျွန်တော်တို့ပြန်ပြီးဝင်လို့ရပါတော့ဒီမှာသူက rejection ဖြစ်တယ် rejection ဖြစ်ပြီးတော့ပြန်တက်တယ်ဆိုတော့ဒီ point နေမှာကြိုက်တဲ့နေရာမှာ market order နဲ့ဝင်လို့ရပါတော့ဆိုတော့ကျွန်တော်တို့ဒီ level point မှာဝင်လိုက်တယ် market order နဲ့ပဲဝင်ပြီးတော့ကျွန်တော် stop loss ကိုဒီကောင်ရဲ့ order block ရဲ့အပေါ်မှာထားတာပါနော်ပေါ်မှာထားပြီးတော့ကျွန်တော်ကင်တာပါနော်အဲ့တော့ပြောစရာရှိမယ်ပြီးမှကျတော့ကျွန်တော်တို့1 minute time frame ကျတော့ဟိုပါပေါ့နော်ဟို micro time frame ဖြစ်တဲ့ကြောင့်အရင်အနေများပါနော်
အဲ့တော့ဒီမှာကျွန်တော်တို့ 1 minute time frame မှာလည်း analysis လုပ်လို့ရတယ်ဒီမှာ market structure shift ဖြစ်တယ်ကျွန်တော်တို့ POS ဒီမှာရှိထားပါတော့အဲ့တော့ဒီ POS တွေဖြစ်တဲ့အချိန်မှာကျွန်တော် order block မရှိတော့ရှိတယ်ဒီ order block တွေကျွန်တော်တို့ respect ပေးထားပြီးသွားပြီပေါ့နော်အဲ့တော့ဒီမှာဆွဲကြည့်အောင်ဆိုရင်သူ order block ဆုံးမှာဒီမှာဒီကန်တဲ့ကျွန်တော်တို့က respect လာပေးပြီးသွားပြီဆိုတော့ဒီကောင် respect မပေးရသေးဘူးနဲ့ဒီကောင်ဆင်းချသွားသူဆင်းချသွားတဲ့ range ကိုကြည့်လိုက်လေနော်သူ dump လုပ်တဲ့ range ကဒီထိရှိတယ်ဆိုတော့အဲ့အချိန်မှာသူကပြန်လာပြီးတော့ liquidity ပြန်လာယူရယ်ပြီးတော့မှပြန်ပြီးတော့ထပ် dump တယ်ပေါ့နော်ထပ် dump တဲ့ခါကျရင်ကျွန်တော်တို့ဒီကောင်ကိုဖောက်ထွက်သွားတယ်ဒီ liquidity zone ဖောက်ထွက်သွားတယ်ပေါ့နော် okay ဒီ liquidity zone ဖောက်ထွက်သွားတယ်အဲ့တော့သူ့တာဝန်သူကြည်သွားတယ်ဒါပေမဲ့ breakout structure ဖြစ်ပြီလားဆိုတော့ဖြစ်သေးဘူးဒီကောင်ကဒီမှာပဲရှိသေးတယ်ပေါ့နော် liquidity ကိုယူတဲ့အနေအထားအဆင့်ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်တို့ပြန်ချက်ထားတော့ဒီအထိကိုသွားဖို့ကျွန်တော်ညနေချက်ထားကျွန်တော်ဆောင်းလာဆွဲထားတယ် higher time frame ဆိုတော့အဲ့ဒီလောက်ထိကိုသွားပြီးတော့ကျွန်တော်မှန်းစားပါနော်အဲ့တော့ risk reward ratio ဆိုတော့3 ratio นี่ပါရှိပါနော်ကျွန်တော်ဝင်ထားတဲ့ဟာလေးကြည့်လိုက်ပါဦးဆိုတော့ there you go ပါနော် TPT ကန်နေပဲ TPT ကန်နေနဲ့ပြန်ပြီးတော့တက်သွားပါနော်အခုချိန်မှာကျွန်တော်ကတော့ဒီ stop loss ကိုဟိုပေါ့နော်ကျွန်တော်ရွှေ့တင်သေးဘူးရွှေ့လည်းရတယ်မရွှေ့လည်းရပါတော့ဆိုတော့play safe နေနဲ့တော့ကျွန်တော်ရွှေ့တင်လို့ထင်တယ်အဲ့တော့ကျွန်တော်ရွှေ့ထားလိုက်ပါတော်တော်နဲ့ကတ်ထားလိုက်ပါနော်အဲ့ဆိုရင်ကျွန်တော် risk ဘာနာရော့သွားအဲ့တော့နေတာကြည့်စလို့ဖြစ်တယ် okay just like that okay okay အဲ့ဒါလေး share ဖြစ်ပါတယ်အားလုံးကံကောင်းချပါစေ